ကျမကြီးနဲ့ညီညွတ်တဲ့ကျဲရည်နွေးငွေနှူးလေးလှုပ်ဆောင်မှာဖြစ်ပါတယ်အဲ့ဒီအတွက်ကိုကြက်ကိုအပေါ်ကအရင်ဆုံးစားဖြူမယ်စားဖြူပြီးတော့စားလေးနဲ့နေပါမယ်စားနဲ့နေပြီးပြီဆိုလို့ရှိရင်တော့ကြက်ရဲ့ပိုက်ထဲကိုအစာပလာတွေသွတ်ပါမယ်တက်တဲ့အခါမှာဒါကတော့ကြက်သွန်နီဦးလေးတွေပါဒါကြက်သွန်အဖြူတစ်ပြားရိုက်ထားတာပါဒါတော့ဂျင်းကိုပပလေးလှီးထားတာပါဒါတော့စပလင်ပါဒီစပလင်တို့ဂျင်းတို့ကြက်သွန်ဖြူတို့ကကိုခန့်အားကိုကောင်းစေတဲ့အတွက်အများများစားလေးကောင်းနေပါရှင်ချို့ကတော့white pepper ကိုသုံးပါတယ်ချီအောင်လေးကိုကောင်းပါတော့ကျမကတော့ white pepper မရှိတဲ့အတွက် black pepper ကိုသုံးပါတယ်ပြီးရင်ခရူးစီလေးကိုလည်းအပေါ်ဖြူပြီးနေပြီးမယ်โอเคအခုကတော့ရင်းနှီးငွေနဲ့နှုတ်ပါတော့မယ်ရှင်အခါကျတော့ဒီရင်းနှီးငွေပူပူကြောက်စုထားတဲ့ရင်းနှီးကိုအိုးထဲကိုထည့်မယ်ပြီးအခါကျတော့ဒီလိုမျိုးလေးလောက်မယ်ပြင်ပေါ်ချက်သားကိုတင်မယ်ပြီးအခါကျတော့အောက်ကမီးဖွင့်ပြင်ပေါ်အဖုံးလေးအုပ်ပြီးတော့တနင်္ဂနွေနီးပါးလောက်ပေါင်းထားပါမယ်ရှင်2 နာရီလောက်ရင်းနှီးငွေနဲ့ပေါင်းပြီးတဲ့အခါမှာတော့ဒီကြက်သားဟာတော်တော်လေးကိုနူးပြီးကြက်နေပြီဖြစ်တဲ့အတွက်ကြောင့်မို့ဘိုးဘွားကနေချလိုက်ပါတော့မယ်ကင်းလေးကိုပြောင်းလှည့်ထည့်ပြီးတဲ့အခါမှာတော့သူ့ကိုအရောင်လေးလှအောင်ပွားနေပြီးတော့နှမ်းစီလေးရယ်soya sauce ပေါ့နော်ဒီပဲငယ်ပြားကြီးအနောက်ကလေးရေရိုးထားတာကိုပွားနေပြီးတော့နည်းနည်းလေးလိုက်တုပ်ပေးပါမယ်ဆန္ဒနှမ်းစီနှမ်းအရသာလေးရယ်ဒီပဲငယ်ပြားရဲ့အရသာလေးရယ်ချက်သားလေးဝင်သွားပြီဖြစ်တဲ့အတွက်ကြောင့်မို့
တော်တော်လေးစားလို့ကောင်းနေပါပြီခုကတော့ကြက်သားပေါင်းလေးရယ်ထမင်းနဲ့တီးစုံကြော်လေးရယ်ဟင်းချိုလေးရယ်တစ်ခွက်ကျမိုင်းနဲ့ညီညွတ်တဲ့ဒါစားဟာရလေးတစ်ခွက်ရပါပြီရှင်သုံးဆောင်ကြပါဦးနော်